အားလုံးပဲမင်္ဂလာပါရှင် Global Sport အမှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းတွင်ရေပန်းစားနေတဲ့ဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဂါနာချိုကိုထုတ်ရောင်းပြီးကုညာကိုခေါ်ခဲ့တာကဖာဂူဆန်နောက်ပိုင်းအကောင်းဆုံးလှုပ်ဆောင်မှုပဲဆိုတဲ့ ranking ဘန်လီကိုဂိုးပြတ်အနိုင်ယူပြီးနောက် DRT Premier League အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ဆန်နာလန်အဝေလေကန်အတွင်းအဆင်မပြေမှုကြောင့်ဘယ်လီဟန်ကိုထုတ်ရောင်းတော့မဲ့ Real Madridနီးပြတဲ့လက်အောက်မှာအစွမ်းကုန်ခြေစွမ်းပြနေတဲ့ကက်စမဲရိုအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့ဂါနာချိုကိုထုတ်ရောင်းပြီးကုညာကိုခေါ်ခဲ့တာကဖာဂူဆန်နောက်ပိုင်းအကောင်းဆုံးလှုပ်ဆောင်မှုပဲဆိုတဲ့ ranking ရဲ့သတင်းပဲဖြစ်ပါတယ်။Man United အသင်းရဲ့ကစားသမားဟောင်း ranking ကပြီးခဲ့တဲ့နွေရာသီမှာတောင်ဝမ်ကစားသမားဂါနာချိုကိုထုတ်ရောင်းပြီးကုညာကိုခေါ်ခဲ့တာကဖာဂူဆန်နောက်ပိုင်း United အသင်းရဲ့အကောင်းဆုံးလှုပ်ဆောင်မှုပဲဆိုပြီးပြောသွားခဲ့ပါတယ်။ကုညာကတော့ Man United အတွက်နောက်ပိုင်းပွဲတွေမှာဂိုးတွေပြန်ရလာခဲ့သလိုပွဲချိန်အတွင်းမှာလည်းသူ့ရဲ့ကွင်းအတွင်းမှာခိုကပ်မနေပဲကစားတတ်တဲ့စိတ်ဓာတ်က United ပရိသတ်တွေကြိုက်တဲ့တရေနီစိတ်ဓာတ်မျိုးပါအရင်ကနာချိုတုန်းကပွဲချိန်အတွင်းခန်းစစ်ကိုပြန်မကူတာစိတ်မပါသလိုနဲ့ကွင်းထဲလမ်းလျှောက်နေတာမျိုးတွေနဲ့အပိုင်အခွင့်အရေးတွေကိုရှေ့ကနေထိုင်ဖြုံးနေလို့ United ပရိသတ်တွေစိတ်ညစ်ခဲ့ရတဲ့ပွဲပေါင်းလည်းမနေပါဘူးကုညာဟာရာသီအစမှာအရန်အနေနဲ့သာကစားခဲ့ရပေမဲ့တဖြည်းဖြည်းအသင်းနဲ့အသားကျလာပြီးဂိုးတွေလည်းရလာခဲ့တာကြောင့်ယုံကြည်မှုအားကောင်းလာသလိုအသင်းကိုအများကြီးအကျိုးပြုအောင်မယ်ဆိုတာညင်းနေစရာမလိုပါဘူးရေရိုနီနောက်ပိုင်း United ရဲ့ကျောင်းနံပါတ်30ဟာအသက်မဲ့နေခဲ့ပေမဲ့ဘရာဇီးမြေဆန်ဘာကကုညာနဲ့အတူပြန်လဲအသက်ဝင်လာတော့မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘန်လီကိုဂိုးပြတ်အနိုင်ယူပြီးနောက် DRT Premier League အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ဆန်နာလန်ရဲ့သတင်းပဲဖြစ်ပါတယ်။ဆန်နာလန်အသင်းက DRT Premier League မှာအတော်လေးစွမ်းဆောင်ရည်ကောင်းတွေပြသထားတဲ့အသင်းတစ်သင်းဖြစ်ပြီးအမှတ်ပေးစရာရဲ့အဆင့်8နေရာမှာရပ်တည်ထားပါတယ်။မနေ့ကညနေပွဲမှာလည်းဘန်လီကိုအိမ်ကွင်းမှာ3ဂိုးကိုမရှိနဲ့အနိုင်ရသွားခဲ့တာကြောင့် DRT Premier League မှာအိမ်ကွင်းရှုံးပွဲမရှိသေးတာဆန်နာလန်တစ်သင်းပဲကျန်ပါတော့တယ်။ဇယားထိပ်ဆုံးကအာဆင်နယ်တော်ခါးသီးပြိုင်ဘက် United ကိုအမ်မရိတ်မြေမှာရှုံးနိမ့်ခဲ့တာကြောင့်အိမ်ကွင်းရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ချိန်ဆန်ဒါလန်အသင်းဟာ Premier League အိမ်ကွင်း12ပွဲကစားထားအပြီးမှာ9ပွဲနိုင်5ပွဲတည်ရကြထားတာဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အဝေလေကန်အတွင်းအဆင်မပြေမှုကြောင့်ဘယ်လီဟန်ကိုထုတ်ရောင်းတော့မဲ့ Real Madrid ရဲ့သတင်းပဲဖြစ်ပါတယ်။ Real Madrid အသင်းဟာအင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဂျူဘယ်လီဟန်အတွက်တရားဝင်ဈေးနှုန်းသတ်မှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ Premier League အသင်းတွေဖြစ်တဲ့လီဗာပူးနဲ့ချက်စီတို့ကဘယ်လီဟန်ကိုနွေရာသီပြောင်းရွှေ့မှာခေါ်ယူဖို့အဓိကစိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။သို့တော့ Sport ဘုံရဲ့အဆိုအရ Real Madrid ဟာချက်စီဘက်ကကမ်းလှမ်းမှုကိုလက်ခံစဉ်းစားမယ်ဆိုရင် Enzo Fernandez ကိုပါထည့်သွင်းပေးရမယ်လို့ Real ဥက္ကဋ္ဌ Florentino Perez ကပြန်လည်အကြောင်းပြန်ထားကြောင်းသိရပါတယ်။တခြားစိတ်ဝင်စားနေတဲ့အသင်းတွေကဥပမာလီဗာပူးအနေနဲ့ဆိုရင်ဘယ်လီဟန်ကိုခေါ်ယူခြင်းမှာကပေါင်တန်း120ကျော်ပေးရနိုင်ပွဲရှိပြီးဒီဈေးကချက်စီကအန်ဆိုဖာနန်ဒက်စ်အတွက်ပေးခဲ့တဲ့ပေါင်106တန်းထက်တောင်ပိုများနိုင်တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါ့အပြင်ရီယယ်ကိုသမားကော်တိုရစ်ဟာနီးပြအယ်ဗာရိုအာဗလိုကိုဘယ်လီဟန်ရဲ့အပြုတ်မှုတွေဟာအဝေလေကန်အတွင်းအဆင်မပြေမှုတွေဖြစ်ပေါ်စေနေတယ်လို့တိုင်ကြားထားကြောင်းလည်းသိရပါတယ်။ဘယ်လီဂန်ဟာမကြသေးခင်ကပဲဗလက်ကာနိုကို2ဂိုး1ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာကြွက်သားဒဏ်ရာရရှိခဲ့ပြီးတလခန့်နားရနိုင်ပွဲရှိနေတာဖြစ်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့နီးပြတစ်လက်အောက်မှာအစွမ်းကုန်ခြေစွမ်းပြနေတဲ့ကက်စမဲရိုရဲ့သတင်းပဲဖြစ်ပါတယ်။ရာသီအကုန်မှာမန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာတော့မယ်လို့တရားဝင်ထုတ်ပြန်ထားတဲ့ကွင်းလယ်ကစားသမားကက်စမဲရိုကတော့ပရိသတ်တွေကိုသူ့ရဲ့ခြေစွမ်းကိုလွမ်းအောင်လုပ်နေပြီးနီးပြတစ်လက်အောက်မှာတောက်လျှောက်ခြေစွမ်းပြနေပါတယ်။ကက်စမဲရိုအနေနဲ့နီးပြဟောင်းရူဘင်အမိုရင်လက်အောက်မှာရုန်းကန်ခဲ့ရပေမဲ့ကာရီရဲ့လက်အောက်မှာ442ကစားကွက်နဲ့အတူကိုဘီမိုင်နူးနဲ့တွဲဖက်ကခြေစွမ်းကောင်းတွေပြသနေတာပါ။ဖူဟန်ကို3ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်းကက်စမဲရိုဟာအသင်းအတွက်ဥဆောင်ကိုသွင်းယူပေးခဲ့တယ်လို့ကုညာရဲ့ဂိုးကိုပါဖန်တီးပေးခဲ့ပြီးဒီပွဲစဉ်ရဲ့အကောင်းဆုံးစားသမားဆုကိုပါရရှိသွားခဲ့တာဖြစ်ပါတယ်ရှင်။စောင့်တည်နားထောင်ပေးတာကျေးဇူးတင်ပါတယ်ရှင်ညီမရဲ့ Global Sport အမှန် page ကနေဘောလုံးသတင်းတွေကိုအစမပြတ်တင်ဆက်ပေးနေတာမို့ညီမရဲ့ page လေးကို like and follow လေးလုပ်ထားပေးပါအောင်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်